Sorry ass DJ. ငွေရှမ်းများအားလုံးမင်္ဂလာပါခင်ဗျာပုံစိုးပွဲလမ်းညောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နှွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာငွေရှမ်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲမျှဝေပေးသွားမှာတော့ညီလေးညီမလေးတို့ကိုကျွန်တော်ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့စိုးပွဲကောင်းလေးတွေကိုဒီ Facebook တို့ Messenger တို့ဒီအကုန်လုံးပေါ်နေအဲ့လိုမျိုးစိုးပွဲလေးတွေကိုကျွန်တော်ကိုယ့်ရဲ့ပုံလေးတွေနဲ့ထည့်မယ်ကိုယ့်ရဲ့ပုံလေးတွေနဲ့အစားတော့ပြီးကျွန်တော်ကိုယ့်ရဲ့ဖုန်းမျက်နှာပြန်လေးမှာအစားတော့ပြီးထည့်မယ်เนาะဘာစိုးပွဲဘာကြီးကမလို့ပဲကျွန်တော်လုံးလေးလေးကိုကျွန်တော်ဒီနေ့ပြန်လဲမျှဝေပေးသွားမယ်เนาะကဲငွေရှမ်းများရင်လေးညီမလေးများမင်္ဂလာပါဒီမှာเนาะကဲဟုတ်ပြီဒါဆိုလို့ချင်းကျွန်တော်ရဲ့ video file လေးမစားခန်းကျွန်တော်ရဲ့ video file အောက်ကနေအောင်စာတန်းလေးကိုလည်းတစ်ချက်နှိပ်ပေးထားဖို့တောင်းဆိုပါတယ်ဘယ်နာကခေါင်းလောင်းလေးပါနှိပ်ပေးထားပါကျွန်တော်တန်တဲ့ဗီဒီယိုတွေနိပညာတွေမိတ်ဆွေတို့ငွေရှမ်းတို့စီကအမြင်မပြတ်ရောက်လာအောင်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ငွေရှမ်းတို့ဖုန်းထဲမှာညီလေးညီမလေးတို့ဖုန်းထဲမှာဒီလိုကိုယ်ရှိမယ်ကိုယ်မရှိရင် internet browser တစ်ခုနှစ်ခုမှတစ်ခုလို့ရှိမှသေချာတယ်နော်ဟုတ်ပြီကျွန်တော်ဒီကိုယ်တွေကိုဝင်သွားရင်လည်းကျွန်တော်ဒီလိုမျိုးကိုယ်တွေကိုဝင်ရမယ်နော်ကဲဟုတ်ပြီကျွန်တော်ကိုယ်တွေမဝင်လင်းတဲ့ internet ဒီ browser တွေကိုဝင်လေးရနော်ကိုကျက်နေတဲ့ဟာတစ်ခုကဝင်မယ်โอเคနော်ဘာ software မှမလိုဘူးလုံနေကတော်တော်လွယ်ကူတယ်โอเคကျွန်တော်ကိုယ်တွေကိုဝင်လိုက်မယ်ကိုယ်တွေကိုဝင်လိုက်ပြီဆိုတော့ねညီလေးညီမလေးတို့အဓိကဒီဘားပေါ်မှာကျွန်တော်ပါရေးရမလဲဆိုလို့ရှိရင် I မနော်ပြီး CON နော်ဒါလေးကိုမှတ်ထားပါဒီမှာနော်တော့ပုံမှာရေးပြနော်ဒီမှာနော်ဒါလေးကိုရေးမှတ်ထားမယ်โอเคနော်အမဒီဟာလေးကိုနော်ဒီမှာရေးရှာလိုက်မယ်ဒီမှာဒီပြီးသားကိုရေးရှာလိုက်ပြီโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ်လာမယ်နော်အများကြီးဒီမှာပေါ်လာမယ်ပြီးလို့ရှိရင်ကျွန်တော်ဘယ်နေရာကိုနှိပ်ရမလဲဆိုလို့ရှိရင်အပေါ်ဆုံးနေရာမှာနော်ညီလေးတို့ကြည့်ထားဘာစပွဲမှမလိုဘူးကိုရဲ့ဖုန်းထဲမှာ application တွေကိုပုံလေးတွေစားထုတ်မယ်ဒီနေရာလေးကိုနှိပ်မယ်ဒီနေရာလေးကိုနှိပ်ပြီးဆိုတာနဲ့ကျွန်တော်ခုနထည့်လိုက်တာမွန်လိုက်ပေါ့နော်မွန်လိုက်တော့ကျွန်တော်ထပ်ထည့်မယ်โอเคဒီနေရာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနဒီ Facebook ဆိုတဲ့နေရာလေးမှာပထမပုံရှိလို့ဖြစ်မယ်ကျွန်တော်မွန်လိုက်တာဆိုနောက်တစ်ခါပြန်ထည့်ချင်းမယ်ဒီမှာလှည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာโอเคဒီမှာနော်နောက်ခုထည့်လို့မရဘူးဖြစ်မှာခုနကျွန်တော်ထည့်လိုက်တာသူပေးမသွားဘူးဟုတ်ပြီနော်ကျွန်တော်ဒီမှာနှိုင်းလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ Facebook ဆိုတာလေးကိုကျွန်တော်လိုက်ရှာမယ် Facebook တွေ့ပြီโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာမင်္ဂလာပါမှာโอเคအဲ့ဒါဆိုလို့ရှိရင်မင်္ဂလာပါတငယ်ချင်းမင်္ဂလာတငယ်ချင်းဆိုတာတော့ဒါနော် Facebook နာမည်ရေးလိုက်တာနော်တငယ်ချင်းတော့ဒါကျွန်တော်ကလောက်ပြတာဖြစ်တဲ့အတွက်မင်္ဂလာပါတငယ်ချင်းရေးလိုက်မယ်ပြီးလို့ရှိရင်အောင်းနားလေးမှာရှင်းနှိုင်းလိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်စောင်းနေလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိုက်လိုက်မယ်โอเคဒီမှာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဆက်လေးကိုကျွန်တော်နှိုက်လိုက်ပြီဆိုတာနဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုနှိုက်မယ်နော်ကျွန်တော်ဒီနေရာလေးကိုနှိုက်ရမယ်ဖုန်းမျက်နှာပြန်မှာရောက်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးစောင်းနေလိုက်မယ်ဒီမှာအောင်းနာမှာဒီမှာနော်သူစာတန်းပြပြီဆိုတာနဲ့ကျွန်တော်သေချာပြီးရောက်သွားပြီလားပထမတော့ကကျွန်တော်လောက်ထားတဲ့ဟာနှစ်ခုရှိတဲ့အတွက်ကျွန်တော်သူကပေးမဝင်ဘူးဒါဆိုကျွန်တော်အခုနားဒီနားမှာသူကစာတန်းပြသွားပြီဆိုတာနဲ့သေချာတယ်ကျွန်တော်ဝင်သွားပြီမင်္ဂလာပါတငယ်ချင်းကျွန်တော်ရေးလိုက်တယ်เนาะအဲ့ဒီမှာမင်္ဂလာပါတငယ်ချင်းရေးလိုက်တာ Facebook ပဲအဲ့မှာမင်္ဂလာပါတငယ်ချင်းဒီမှာ Facebook ဆိုတာကျွန်တော်တန်းဝင်လာပြီပေါ့เนาะဒီမှာကျွန်တော်ကစာတန်းရှင်းရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာเนาะဒီမှာဒီနေရာတော့ပုံနှစ်ပုံဖြစ်နေတယ်ဒီကောင်ကျွန်တော်ဖြတ်လိုက်မှာโอเคเนาะပုံနှစ်ပုံဖြစ်သွားတော့ပုံစံဒီမှာမင်္ဂလာပါတငယ်ချင်းဆိုတာနဲ့ဒီမှာမင်္ဂလာပါတငယ်ချင်းပို့လာเนาะဒါဆိုရင်ကျွန်တော် Facebook ရဲ့စာမျက်နှာကိုကျွန်တော်တန်းရောက်သွားတာပေါ့เนาะဥပမာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုထည့်ပြမယ်ကဲတငယ်ချင်းများညီလေးညီမလေးများမင်္ဂလာပါကျွန်တော်ဒီကိုကိုထည့်ကိုဝင်မယ်เนาะကျွန်တော်နောက်တစ်ခါ preparation လုပ်ပြမယ်လုံနေရတော်တော်လွယ်ကူပါတယ်ဒီထည့်ကိုကိုထည့်ကိုဝင်လာပြီဆိုတာနဲ့ကျွန်တော်ဒီနေရာလေးကိုနှိုက်မယ်ဒီနေရာလေးကိုနှိုက်ပြီးဆိုတာနဲ့ဒီမှာအပေါ်ဆုံးကဒီနေရာလေးကိုပဲကျွန်တော်ဝင်မယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်ကိုကျန်းတဲ့တက်မှုတစ်ပုံကိုကျွန်တော်ဒီမှာရွေးချယ်လိုက်မယ်ပြီးကျွန်တော်တက်ပုံလေးတစ်ပုံရပြီပြီးလို့ရှိရင်များလေးကိုလှည့်မယ်နော်များလေးကိုနှိပ်ပြီးကျွန်တော်ကိုလိုချင်တဲ့အနေထားလေးကိုဒီကွန်လေးမှာထည့်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာပြီးကျွန်တော်ဒီညလုံးနှိုက်လိုက်မယ်နော်ဒီညလုံးနှိုက်လိုက်မယ်ဆိုရင်ဘယ်နေရာမှာထည့်မလဲ Messenger မှာထည့်မလားဆိုရင်ကျွန်တော် Messenger မှာဒီမှာပေါ်လာပြီပေါ့နော်တခြားနေရာမှာထည့်မယ်ဆိုလို့ရှိရင်ဒီထဲမှာပေါ်တာဒီလောက်ပဲပေါ်တယ်နော်ဒီထဲမှာပေါ်တာဒီလောက်ပဲပေါ်လို့ရှိရင်ကျွန်တော်တခြားနေရာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုနှိုက်ရမယ်နော်ဒီနေရာလေးကိုနှိုက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအောင်းနာလေးမှာ
အပေါ်တန်းလေးမှာကျွန်တော်ဒီနေရာလေးကိုနှိပ်ပြီးဆိုတာနဲ့သူကအောက်မှာဒီနေရာလေးကိုပေါ်လာမယ်နော်ပြီးမှကျွန်တော်ထင်မဲ့ဒီနေရာလေးတွေကိုကျွန်တော်ရှာရမယ်โอเคဒီနေရာမှာအဲ့မှာနော်ဒီမှာ Google Maps ထည့်လိုက်မယ်ကျွန်တော်โอเค Google Maps ထည့်လိုက်ပြီးမှဒီနေရာနေတဲ့နေရာโอเคနော်ကျွန်တော်နေတဲ့နေရာကိုပေးလိုက်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကိုနေတဲ့နေရာကိုပေးလိုက်ပြီးအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနှိုက်လိုက်မယ်ပြီးလို့ရှိရင်တစ်ချက်ခဏစောင့်နေလိုက်မယ်ဒီမှာ Google Maps ကျွန်တော်ထည့်လိုက်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်နှိုက်လိုက်မယ်โอเคဟုတ်ပြီနော်ကျွန်တော်ခုနကကျွန်တော်မျိုးဒီမှာအဆက်3ချက်လေးကိုကျွန်တော်တစ်ချက်နှိုက်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာဒီနေရာလေးကိုနှိုက်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့ပုံလေးနဲ့ကိုယ့်ရဲ့ပုံလေးနဲ့မပြလာသေးဘူးပုံစံလေးနဲ့ကျွန်တော်ဒီလိုပြလာမယ်ဆိုရင်ခဏစောင့်ရမယ်နော်ကျွန်တော်အဲ့ဒါတခုသတိထားရမယ်ပြီးလို့ရှိရင်ဒီမှာနေတဲ့နေရာဆိုရင်ကျွန်တော် edit လေးပေးလိုက်အောင်းနားလေးမှာစာတန်းပို့လိုက် okay ဒီမှာနော်ဒီစာတန်းလေးပို့လိုက်ရင်ကျွန်တော် okay သွားပြီကျွန်တော်ခုနနောက်တစ်ခုကတငယ်ချင်းတော့မရမှာဆိုတာကျွန်တော်ဒီမှာတိုတိုနဲ့လုံရင်ပြလိုက်မယ်ကျွန်တော်ဥပမာဒီပုံကိုကျွန်တော်ထည့်လိုက်ပေါ့နော်ဥပမာဒီပုံထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကိုချန်တဲ့ဟာတခုကျွန်တော်ဒီမှာထည့်လိုက်မှာ okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိုက်လိုက်ပြီဆိုတာနဲ့ဒီမှာနော်နှိုက်လိုက်ပြီဆိုတာနဲ့ဒီမှာ okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာထည့်လိုက်မှာ okay အမဖုန်းနံပါတ်တွေပါထည့်လို့ရနော်ဒီမှာ okay ကိုချန်တဲ့ဟာလေးတွေနော်အများကြီးဒီထဲမှာထည့်လို့ရတဲ့ဟာလေးတွေအများကြီးရှိရနော်မချိမယ်ပြီးလို့ရှိရင်လိုက်ရှာမယ်ကိုချန်တဲ့ဟာလေးတွေပေါ့နော် okayအဲ့မှာအဲ့လိုဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်ဒီမှာအပေါ်တန်းလေးမှာเนาะဒီနေရာလေးကိုနှိုက်လိုက်လို့ကျွန်တော်ဒီလိုမျိုးပို့လာရင်ပေါ့เนาะဒီလိုမျိုးပို့လာရင်ဒါမရသေးတဲ့ဟာဒါကเนาะခဏဆောင်ရမယ့်ဟာเนาะဒါကိုသတိထားဖို့လိုတယ်เนาะဒီမှာအန်လင်းနဲ့ပို့လာတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်ခဏဆောင်ရမယ်เนาะပြီးကျွန်တော်ဘယ်လိုပို့လာမလဲဆိုရင်ကျွန်တော်ဒီလိုပို့လာမယ်ဒီမှာကိုယ့်ရဲ့ပုံလေးနဲ့ပို့လာပြီဆိုโอเคအခုနတင်နေတဲ့နေရာဆိုကျွန်တော်ထိပလိုက်တော့တယ်ကျွန်တော်နေတဲ့နေရာဒီမှာเนาะနေတဲ့နေရာဒီမှာအောက်ဆုံးအောက်နားလေးမှာကျွန်တော်ပို့လာပြီဒီမှာเนาะโอเคဒါဆိုရင်ကျွန်တော်နှိုက်လိုက်ပြီဆိုတာနဲ့ဒီမှာတော့โอเคเนาะ Google Maps ကိုကျွန်တော်တန်ပြီးရောက်သွားเนาะโอเคတငယ်ချင်းများမင်္ဂလာပါဒီမှာเนาะတော်တော်လေးအဆင်ပြေတယ်เนาะကဲတငယ်ချင်းများညီလေးညီမလေးများအားလုံးမင်္ဂလာပါအဆင်ပြေကြပါစေနောက်ထပ်လာမယ့်ဗီဒီယိုတွေကိုလည်းစာမျိုးကျေးဇူးဖို့တောင်းဆိုပါတယ်ဒီဗီဒီယိုဖိုင်လေးကို channel တဲ့ဆိုရင် like and share လေးလုပ်ပေးပါဦးလို့မေတ္တာရက်ခံပါတယ်เนาะတငယ်ချင်းများအားလုံးမင်္ဂလာပါအဆင်ပြေကြပါစေเนาะ